အပိုင်း၁၈ရဲ့အစမှာတော့အာမင်လိုင်းနာနဲ့ဂျန်တို့တိုက်တန်မရဲ့အန်နီယန်ကနေလွန်မြောက်လာကြပြီးဘေးကင်းတဲ့နေရာရောက်တော့လိုင်းနာကအာမင်ကိုပတ်တီးစီးပေးနေပါတယ်။အာမင်ရဲ့မြင်ကတော့တိုက်တန်မလက်ဆက်ကြောင့်တည်သွားပြီဖြစ်ပြီးဂျန်ရဲ့မြင်ကတော့ထွက်ပြေးသွားပါတယ်။လက်ရှိမှာမြင်ကောင်မကျန်တဲ့အတွက်လူ၃ယောက်စီးဖို့ကမဖြစ်နိုင်ပါဘူး။ဒါကြောင့်၃ယောက်ထဲကတယောက်ကနေခဲ့ရမှာဖြစ်ပြီးတိုက်တန်နေတဲ့ရောက်နေတဲ့အတွက်အသက်ရှင်မှုလမ်းစာလေးမရှိပါဘူး။ဂျန်ကလက်ခေါင်းမိုးလိုက်ပြီးမြင်းကိုခေါ်နေပါတယ်။ဘလောက်ခေါ်အရေးရောင်အောင်ပေါ်မလာတဲ့အတွက်ဘသူနေခဲ့ရမယ်ဆိုတာကိုစကားစားဖို့ဝင်လေးနေကြပါတယ်။စစ်စင်ရေးအတွင်းမှာဖြစ်လို့မြင်းပတ်ရှာနေဖို့အတွက်လည်းအချိန်မရှိပါဘူး။အာမင်ကတော့တိုက်တန်မရဲ့လက်ကနေနှစ်တင်းတိုင်းမသေးပဲလွတ်လာတဲ့အတွက်တွေးနေနေပဲလိုင်းနာကငါတို့ထက်ကတယောက်နေခဲ့မှဖြစ်မယ်လို့စကားစားလိုက်တော့အာမင်ကသူနေခဲ့မယ်ဖြစ်ကြောင်းနဲ့အရေးပေါ်မိကိုပြစ်လို့ပြီးအတီးပေးလိုက်ပါတယ်။အရေးပေါ်မိကိုပြစ်လို့လိုက်ပေမဲ့ဘာကိုဆိုလိုလဲဆိုတာကိုတိမတိတထေးချတွက်လို့မရပါဘူး။ဒါပေမဲ့လည်းကန်ကောင်းထောက်မှဆိုတာခရစ်စတာကမျက်နှာကောင်ဆွဲပြီးရောက်လာပါတယ်။ခရစ်စတာကမျက်နှာကောင်လွတ်လာတာတွေးလို့ဆွဲလာလိုက်ပြီးမိကိုတန်းကိုမြင်တော့ပြေးလာလိုက်တာပဲဖြစ်ပါတယ်။ခရစ်စတာကိုငါတို့တက်ကိုနင်းကဲလိုက်တာပဲလို့ပြောလိုက်တော့ဝမ်းသာမြေကြီးကျသွားတဲ့ခရစ်စတာရဲ့အလောက်မှာ၃အောင်လုံးကျွေးစင်းသွားကြပါတယ်။နေတိုင်းအပိုင်းတစ်တွေကိုကြည့်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်ဒီလိုနဲ့၄ယောက်လုံး viewer ထဲမှာပြန်ခင်းလိုက်ကြပြီးရုတ်တရက်အစိမ်းအောင်မီယူရန်ကိုမြင်လိုက်ရပါတယ်ဒီချိန်မှာပဲစစ်စင်ရေးကိုဥတီရမပြောင်းမဲ့ဆက်လုပ်နေလို့လိုင်းနာကတော့တန်မှုအောင်ဝင်ဘာလုပ်နေလဲငါတို့မသိရပါလားဆိုပြီးအပြစ်တင်စကားပြောနေပါတယ်အာမင်ကတော့ဘာပဲဖြစ်ဖြစ်အမိန်တိုင်းဆက်လုပ်ဖို့ရှိတယ်ဆိုပြီးအစိမ်းအောင်မီကိုပြစ်လွတ်လိုက်ပါတယ်အရန်တို့ဘက်မှာလည်းအစိမ်းအောင်မီကိုတန်းနေမြင်တော့ဒီပိုင်းကဘိုးဆက်ကိုမီကိုပြစ်ခိုင်းလိုက်ပါတယ်ထိုချိန်မှာပဲတက်သားတယောက်ကကတ်လာပြီးညာတောင်မှတစ်ဖွဲလုံးချိန်မုန်းခံလိုက်ရပြီးဆိုတဲ့သတင်းကိုတင်ပြလာပါတယ်Aaron လည်းထိတ်လန့်သွားပြီးအာမင်အသက်မှရှင်းရလာလို့စိတ်ပူနေပါတယ်။လီဗိုင်ကပက်ထရာကိုဘေးဘက်အဖွဲ့စီကိုသတင်းပို့ဖို့လွတ်လိုက်ပြီးကျန်တဲ့သူတွေကတော့ရှေ့ဆက်ကြပါတယ်။ပက်ထရာထွက်သွားခြင်းမှာပဲတိတ်မဝေးတဲ့နေရာတွေကနေအမဲအောင်မီကိုတွေပေါ်ထွက်လာပါတယ်။လီဗိုင်က Aaron ကိုမီကိုပြစ်ခိုင်းလိုက်ပြီးအဲတိုက်တန်မြူဟာတွေကိုထိုးပေါက်ဝင်ရောက်လာတာစောတယ်လို့စိတ်ထဲမှာရေရွတ်လိုက်ပါတယ်။အားနေချက်ဖြစ်တဲ့ဂုတ်ကိုကာပြီးပြေးနေတဲ့တိုက်တန်မကိုကင်းတော့တက်သား၄ယောက်ကအစွမ်းကုန်တာကိုကြိုးစားနေပါတယ်။တက်သားတယောက်ကမီကိုနဲ့ပြစ်လိုက်တာကိုတိုက်တန်မကရှောင်လိုက်လို့တိုက်တန်မရဲ့ခြေထောက်နှစ်ဖက်နဲ့လေကုပ်စီကိုတပြိုင်နက်တိုက်ခိုက်ဖို့ဝင်လုံးကြပါတယ်၃နေရာလုံးကိုတိုက်ခိုက်မယ်ဆိုရင်ရှောင်းဖို့ခက်ခဲတာကြောင့်တားနိုင်လိမ့်မယ်လို့ထင်လိုက်ပေမဲ့တိုက်တန်မကအမြင်ကြီးကုန်လိုက်ပြီးတပ်သားတယောက်ကိုနင်းချေလိုက်ပါတယ်။နောက်ထပ်တယောက်ကိုတော့နောက်ပြန်ကန်လိုက်ပြီးလက်ထဲမှာကျိုးတန်းလန်းတဲ့တယောက်ကျန်နေပါတယ်။လွတ်ဖေးဖို့ကြောက်လန့်နေကြအော်နေပြီးတိုက်တန်မကတော့တပ်သားကိုချက်ကလေးငက်ကလေးလိုကန်ရမ်းပြီးတပ်မှုစီကိုရှောက်လာပါတယ်။ရန်ခံရတဲ့တပ်သားကတော့တင်းနှင်းလောက်ပြီးဖြစ်ပြီးတပ်မှုကလည်းစက္ကန့်ပိုင်းတွင်တပ်သား၃ယောက်ကိုတပြိုင်နက်တက်လိုက်တဲ့ကြောက်လန့်ပြီးထွက်ပြေးသွားပါတယ်။ထွက်ပြေးသွားတဲ့တပ်မှုကိုပါအနောက်ကနေလိုက်ကန်လိုက်တာကြောင့်လွတ်ထွက်သွားပါတယ်။ရိတ်ခါလေးတဲ့အလဲမှာတော့ညာတောင်မှန်တက်ကျသွားပြီဆိုတဲ့သတင်းရောက်လာတဲ့ကြောင့်ဘဲတောင်မှန်ကိုသတင်းပေးဖို့အကြီးအကဲကပြောလိုက်ပါတယ်ရှေ့ပြေးတက်သားနှစ်ယောက်ကအရှိမရှိတဲ့တောအုပ်ကြီးကိုမြင်တဲ့အခါမှာ viewer တွေကအတိုင်းဆိုရင်တောင်ဘက်ရက်မှာရှိတဲ့မြို့ဟောင်းစီကိုရောက်အောင်သွားရမှာပါဒါပေမဲ့ဘာအချက်ပြမှုမှမရှိသေးတဲ့အတွက် viewer ကဖေးဖေးဖြစ်လာပြီလို့ထင်ကြီးပေးနေကြပါတယ်တောအုပ်ကြီးဆိုတာကတော့ဒတိုင်းပြင်မှာရှိပါတယ်တဘောင်းအတိုင်းပေါက်နေတဲ့မီတာ80လောက်ရှိတဲ့အပင်ကြီးတွေရှိပြီးမာရီယာဒတိုင်းမပြုံခင်ကဒီတောအုပ်ကြီးကိုလဲပတ်တဲ့သူတွေနဲ့စီကားလေးရရှိပါတယ်အခုချိန်မှာတော့ကင်းထောက်တက်တွေကင်းထောက်နေတော့တိုက်တန်တွေနဲ့ရင်ဆိုင်ရရင်ပုံကူဖို့နေရာအနေနဲ့တုံးကြပါတယ်တမှုအဝင်တဲ့အဖွဲ့ကတော့တောအုပ်ကြီးတွေကိုဝင်သွားပြီးတပ်သားတယောက်ကိုရိတ်ကလေးကိုပါမောင်းဝင်လာဖို့နဲ့ကျန်တဲ့သူတွေကတောအုပ်အဝင်မှာစောင့်နေပြီးလာမြတိုက်တန်တွေကိုတားဖို့အမိန့်ပေးလိုက်ပါတယ်ဆာရှာကတော့ရိတ်ကလေးဝင်သွားတာကိုကြည့်ရင်ကျမတို့ကဘာလို့ရောက်မှလဲလို့ဖွဲ့ခေါင်းဆောင်ကိုမေးလိုက်ပါတယ်ခေါင်းဆောင်ကတော့လှဲ့တော်မကြည့်ပဲငါတို့တောအုပ်ကိုပတ်သွားကြမယ်လို့သာအမိန့်ပေးလာပါတယ်ဂျန်တို့အုပ်စုမှာလည်းမူလာပြူဟာတွေကသွားရမယ့်နေရာနဲ့ခုသွားနေတဲ့နေရာကတခြားစီဖြစ်လို့ပေါက်ပေါက်ဖောက်နေကြပါတယ်ရှေ့မှာစောင့်နေနေတဲ့တပ်သားတွေကဂျန်တို့အုပ်စုကိုရက်ခိုင်းလိုက်ပြီးတမှုအဝင်ရဲ့အမိန့်တိုင်းအဝင်မှာဆောင်ခိုင်းပြီးပြန်မေးခြင်းတော့မပြေပါဇက်ပိတ်ပြီးအမိန့်တိုင်းသာလုံးလို့ပြောကအပြင်ပေါ်ပြန်တက်သွားကြပါတယ်ကိုနီကတော့ဗိုလ်ကြီးအဝင်မြေပုံများအကြီးမားနေသလားဆိုပြီးမီကာဆာကိုပြောနေပေမဲ့မီကာဆာကတော့ဗျူဟာကပြက်လောက်ပြီးငါတို့မတိသေးတာရှိမှမို့ပေးတဲ့အမိန့်တိုင်းပဲဆက်လုပ်ရအောင်လို့ပြောလိုက်ပါတယ်လက်ရှိအမိန့်တိုင်းတော်တော်များများလူစုံနေပြီးတိုက်တန်တကောင်တလီရဲ့ရေးအောင်တော့မမြင်ရသေးတဲ့ကြောင့်ဂျန်ကတော့အာမင်းကိုလေပေါ်နေပါတယ်အာမင်ကတော့သူ့အသွေးနဲ့သူဗိုလ်ကြီးအဝင်ဘာကြံနေလဲဆိုတာကိုခုထိစဉ်းစားလို့မရနိုင်ဖြစ်နေပါတယ်။အယ်ရိုနိုကတော့တောအလေရောက်ခါနေပြီမို့တိုက်ရန်ကိုကြိုးမမြင်ရပဲတဖွဲတည်းရှေ့ဆက်နေရတာကြောင့်လီဗိုင်ကိုပြောလိုက်ပါတယ်။လီဗိုင်ကဘေးကိုလည်းကြည့်လိုက်အောင်အပင်တွေကြီးပဲဒီထဲမှာဆိုရင် 3D ဂီယာကိုကောင်းကောင်းသုံးရလို့ဘဲတိုင်းတိုင်းကမှဆိုပြန်ချလို့ရပြီမို့တခါတလေအုံနောက်ကိုသုံးသမ်းမှလို့သာငေါက်လိုက်ပါတယ်။အဲ့တော့မှအယ်ရွန်ကငင်းကြသွားပြီးဘေးကဘိုးဆက်ကဘာတွေဖြစ်နေရလဲလီးတွေဖြစ်ကုန်ပြီလို့ညီးတွားနေတော့အားလုံးရဲ့မျက်နှာတွေကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော်လန်တိုင်းဆက်သွားနေရပြီးတခုမှနားမလဲသလိုပုံမှန်နေဖြစ်နေတာကြောင့်ခေါင်းဆောင်လီဗိုင်တော်စီစဉ်ကိုတည့်ရလားမသိဘူးလို့လန့်နေပါတယ်ဒီလိုနဲ့တောအုပ်ဆက်မှာတော့တိုက်တန်တော်တော်များများရောက်နေကြပြီးအပင်မော်ကတပ်သားတွေစီလှမ်းကြည့်နေကြပေမဲ့ဘယ်အမိန့်မှမရသေးတဲ့ကြောင့်အားလုံးငြိမ်နေကြပါတယ်အယ်ရန်တို့ပြေးလန်းချောင်းနောက်တဲ့ကအမဲရောက်မီကိုချက်ပြလိုက်တာကိုမြင်လိုက်ရပြီးတိုက်တန်မကအနောက်ကနေလိုက်လာပြီးဆိုတော့သိလိုက်ရပါတယ်လီဗိုင်ကဓာတ်တွေထုတ်ထားလိုက်တော့သတိရှိနေကြလို့ပြောလိုက်ပြီးနောက်ကနေတက်ကူတယောက်ကတိုက်တန်မကိုမြားရင်အသက်ခံလိုက်ရပါတယ်တိုက်တန်မကတော့အချိန်ကြီးနဲ့ပြေးလာရင်သူ့စီဝင်လာတဲ့တပ်သားတွေကိုတယောက်ပြီးတယောက်တက်နေပါတယ်ပက်ထရာကအကောင်ကြီးကရန်နေပြီမို့လို့ဒီတိုင်းဆိုရင်မလွတ်တော့မှမို့ 3D ကြီးအောင်ထုတ်တော့မှုမိန်တောင်းနေပါတယ်စစ်ကူတွေထပ်ရောက်လာပြီးတယောက်ပြီးတယောက်ကိုတိုက်တန်မကရှောင်းနေပြီးအနားရောက်သမျှကိုတက်ရင်းနဲ့ပဲအယ်ရန်တို့နောက်ကိုသာထက်ချက်မကွာလိုက်နေပါတယ်လီဗိုင်ကလွဲလို့ကျန်တဲ့သူတွေကတော့စောက်တီယာမယာဖြစ်နေကြပြီးအမိန့်တစ်ခုခုပေးပါလို့ပြောနေကြရင်မင်းတို့နားတွေပိတ်ထားလို့ပြောလိုက်ကအချက်ပြမီကိုတနက်ကိုထုတ်လိုက်နေပဲစီဇန်1ရဲ့အပိုင်း18ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်